တခြားကလေးတွေကစာဖတ်တတ်နေပြီးကိုကလေးကအခုထိဘီးအခရာတော့မခွဲတတ်သေးဘူးတခြားသူတွေကလမ်းညွှန်ချက်တွေကိုချက်ချင်းနားလည်ပေမဲ့ကိုကလေးကတော့ခဏခဏပြန်ပြောနေရတယ် slow learner ဆိုတာလုံးဝမသိယူနိုင်တာမျိုးမဟုတ်ဘူးသူတို့ရဲ့ကိုယ်ပိုင်အရှိန်အုံး pace လေးနဲ့သွားနေကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုနှိကွေးသွားနေရခြင်းရဲ့နောက်ွယ်မှာကျမတို့မိဘတွေသတိမထားမိတဲ့အားသာချက်ကြီး၅ခုရှိနေပါတယ်ပထမအချက်ကတော့ resilient လို့ခေါ်တဲ့ခံနိုင်ရည်ပါသူတို့ဟာငယ်စဉ်ကတည်းကအမှားတွေစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတာမို့လို့ကြာရှုံးမှုတွေကိုလည်းမကြောက်တော့ဘူးကြီးပြင်းလာတဲ့အခါမှာဘယ်လိုအခက်အခဲမျိုးကိုမဆိုဇွဲမလျှော့ဘဲနဲ့ရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်ရှိလာပါတယ်ဒုတိယအချက်ကစိတ်ရှည်သည်းခံမှုပါကိစ္စတစ်ခုကိုအောင်မြင်ဖို့အတွက်အချိန်ကြာကြီးပေးရမယ်မှန်သူတို့ကကောင်းကောင်းသိနေပါတယ်ဒါကြောင့်အလုပ်တစ်ခုကိုစိတ်မပြတ်တမ်းအာရုံစိုက်နိုင်တဲ့အရေးချင်းကသူတို့စီမှာအလိုလိုပါလာပါတယ်တတိယအချက်ကနားလည်နိုင်စွမ်းပါအမြန်မှတ်မိတဲ့ကလေးတွေဟာအလွတ်ကျက်တာများတဲ့ပေမဲ့လည်းသင်ယူမှုနှေးခဲ့တဲ့သူတွေကတော့ဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာတတ်တာကြောင့်တိတိကျကျနားလည်မှပဲရှေ့ဆက်ပြီးတော့သင်ခန်းစာတွေကိုသင်ယူတတ်ကြပါတယ်ဒါကြောင့်သူတို့သိတဲ့အသိပညာဗဟုသုတတွေကပိုပြီးတော့နှဆိုင်ပါတယ်စရုပ်ထအချက်ကတော့စာနာစိတ် EQ မြင့်မားတာပါကိုယ်တိုင်လည်းအခက်အခဲတွေကြုံမှုတာကြောင့်အခြားသူရဲ့ဒုက္ခကိုပိုပြီးတော့နားလည်ပေးတတ်ကြပြီးတော့ဂရုဏာတရားရှိတဲ့ခေါင်းဆောင်တွေဖြစ်လာတတ်ကြပါတယ်နောက်ဆုံးအချက်ကတော့ရလက်ထက်စ조사မှုကိုတန်ဖိုးထားတတ်တာပါကိစ္စတိုင်းမှာဖြည်းဖြည်းချင်းစ조사လာရတဲ့အတွက်တိုးတက်မှုတိုင်းဟာသူတို့အတွက်အရန်ကိုတန်ဖိုးရှိပါတယ်ဒီအချက်ကပဲသူတို့ကိုသူတို့ယုံကြည်မှု self confidence ကိုခိုင်မာလာစေပါတယ်ဒါကြောင့်မမေတို့ရေကိုကလေးကတခြားသူတွေထက်နှေးနေတာဟာရှက်စရာမဟုတ်တယ်လို့မျိုးစိတ်ညစ်စရာလည်းလုံးဝမဟုတ်ပါဘူးသူတို့တွေကမတူညီတဲ့နည်းလမ်းတွေနဲ့ကြီးထွားဖွံ့ဖြိုးဖို့အတွက်စ조사နေတာပဲဖြစ်ပါတယ်ကျမတို့ဘက်ကသာယုံကြည်စိတ်ရှိနဲ့အကောင်းဆုံးကူညီပံ့ပိုးပေးဖို့ပဲလိုအပ်ပါတယ်မမေတို့ရဲ့ကလေးတွေမှာရောခဏနေပဲတင်ယူလေ့လာတတ်ပေမဲ့ထူးခြားတဲ့အာသာချက်တွေရှိရဆိုရင်မှန်းခဲ့ပေးပါအောင်နော်